ဒေတာနဲ့ရှောက်လာတာဒုက္ခနဲ့မချောက်ခဲ့ရဘူးခဲဒီဒုက္ခနဲ့ရှောက်အောင်ကြိုးစားကြပါလို့ငါတိုက်တွန်းနေနော်အဲ့ဒါဒုက္ခဖြစ်အောင်ဘယ်လိုလုပ်ရမလဲလုတ်တတိမလုတ်တတိဒီလောကောလုတ်တတိမလုတ်တတိဒီလောကောလုတ်တတိမလုတ်တတိဒီဖြစ်တတ်ပြတ်တတ်ပါပြီလောကောလောကကြီးပါဟူ၍ခဏထမုတ်ချကျိန်းနေတဲ့ဘောသိအောင်လည်းမမလိုက်ပါနဲ့ယဟန်မြတ်သွားတို့ဆရာကအပြောတွေသိမ့်မသွက်ဖဲတဘောတဲ့ဟောခဲ့ပါပြီတကားနော်တဘောတရားနော်တဘောတရားဒီတဘောနော်အဲဘာမှမထုတ်ပေါ့လောကီတရားလောကုတ္တရာတရားနှစ်ခုကြည့်တာကျန်တာမရှိဘူးနော်တို့ကြောင့်လူတွေလဲညက်တရနှစ်ပေါက်နာနှစ်ပေါက်နှာခေါင်းကနှစ်ပေါက်နော်ဖေကနှစ်ပေါက်နော်အဲ့ကျွားတာကူးပေါ့ဒီပါဇက်ကအကောင်းဆုံးနော်တို့ကြောင့်ပါဇက်ကောင်းတယ်လည်းပြောတာနော်ပါဇက်ကောင်းလို့ရနော်အဲ့အနတ္တပြည့်တဲ့ခန္ဓာဤခန္ဓာ၅ပါးယုံနာတရားတို့ဒီအနတ္တမရတဲ့လို့မှုခြင်းမနာသေးကြောင့်သူတွေတောင်းနိုင်မရတရိုက်မမြင်ထင်နိုင်မပေါ့အလက်ရောက်ပါတာအာနာဘယင်ကြောက်လေရင်တို့သိရင်လေတည်းမြဖြစ်ပေါ်ရတော့အနတ္တတရားတို့ဓာဒီနော်အနတ္တဆိုတာကတို့တာအနတ္တဓာတိတဘာဝအနတ္တသိရလားအဲ့တဘာဝအနတ္တကိုယုံနဲ့နာလို့ခေါ်တယ်နော်အဲ့ဒါတဘာဝအနတ္တနော်အဲ့ဘယ်လိုလိုက်ထုတ်ကြထုတ်မျက်စိအချင်းမြင်ကြီးယုံနာမြင်နေမှတ်ကျပြမှုခြင်းများမမြဲခြင်းရဲ့မလွယ်အမှန်သို့မရမှတ်ကြဧဝကံတောတာအတန်ကြားပြန်ယုံနာကြားတယ်မှတ်ကျပြမှုခြင်းများမမြဲခြင်းရဲ့မလွယ်အမှန်